ဒါကပန်ပန်ဝက်နဲ့ကြားတစ်ကြားကအသက်အန္တရာယ်ရုန်းကန်မှုပါသူ့ယောက်ျားကိုကယ်တင်ဖို့ပန်းနုကသူမရဲ့မကောင်းဆိုးဝါးမော်ပညာအားလုံးကိုအသုံးပြုပြီးကြားတစ်ကြီးကိုတွန်းထုတ်လိုက်ပါတယ်။ဒါကြောင့်ပန်ပန်ဝက်ဒီကပ်ဘေးကနေလွတ်မြောက်နိုင်မလားဆိုတာ10မိနစ်လောက်ကဖြစ်ပျက်ခဲ့တာပေါ်မှာမူတည်ပါတယ်။ပန်ပန်ဝက်အစာရှာထွက်တော့မဲ့အချိန်ကိုအခွင့်ကောင်းယူပြီးကြားတစ်ကခေါင်းကိုမြ мян ကိုက်ပြီးဆွဲထုတ်ပြီးအပိုင်း8ပိုင်းပိုင်းဖြတ်ဖို့ကြံရွယ်ခဲ့ပါတယ်။ကြားတစ်နဲ့တိတ်တိတ်ရင်ဆိုင်ရင်ပန်ပန်ဝက်ကတေချာပေါက်ဒုက္ခရောက်လိမ့်မယ်ဇင်ခံပီလာတဲ့ကိုအယူမူပြန်ဝင်သွားရုံပဲတက်နိုင်ပေမဲ့ကြားတစ်ကဝက်နာရက်တွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတာကြောင့်လွတ်မြောက်ဖို့မဖြစ်နိုင်ပါဘူး။အရာအားလုံးမျောလင်းချက်မဲ့နေပုံရတဲ့အချိန်မှာအိမ်ပြန်ပြေးလာတဲ့ပန်းနုကသူ့ယောက်ျားဒုက္ခရောက်နေတာကိုမြင်တော့ချက်ချင်းပဲသူ့ကိုခုံအုပ်ပြီးကြားတစ်ကြီးကိုတွန်းထုတ်လိုက်ပါတယ်။ဒီရေးကြီးသောအခိုက်အတန့်သည်ကြားတစ်အားတော်သက်ထွက်စေခဲ့သည်ချက်ချင်းပင်ပန်းနုစီတို့အာယုံပြောင်းကပြင်းထန်သောတိုက်ခိုက်မှုကိုစတင်ခဲ့သည်သို့သောပန်းနုအန်ဒါဖွယ်ကောင်းသောပောက်ကွဲစွမ်းအားကြောင့်ကြားတစ်သည်ခဏတာမျှမိမိကိုယ်ကာကွယ်ရန်ခက်ခဲစေခဲ့သည်သို့သောယာယီထိခိုက်မှုတစ်ခုသာဖြစ်သည်ပြန်လည်ကောင်းမွန်လာပြီးနောက်ကြားတစ်သည်သူရဲ့အဆုံးစွန်သောလှုပ်ရှားမှုကိုအသုံးပြုခဲ့ပြီးပန်းနုသည်တဆင့်ပြီးတဆင့်ဆုတ်ခွာသွားခဲ့သည်ချွန်ထက်သောသွားများနှင့်ခြေသည်များသည်ပန်းနုကိုရင်မြန်စွာထိန်းချုပ်နိုင်ခဲ့သည်တေချင်းကိုထိုင်ဆောင်နေလိုခြင်းမရှိသောကြောင့်ပန်းနုသည်မင်း၏ကြီးမားသောခွန်အားကိုအသုံးပြု၍ကြားတစ်ကိုမြောက်တင်ခဲ့သည်ကြားတစ်သည်ရင်မြန်စွာတုတ်ပြန်ပြီးသူရဲ့ကိုယ်ပိုင်လေးချိန်ကိုအသုံးပြု၍ပန်းနုကိုနှိမ်နင်းခဲ့သည်ပန်းနုသည်အလွန်ရက်ဆက်ကြမ်းကြုတ်တော်လဲနောက်ဆုံးတွင်တိုက်ခိုက်မှု၏အင်အားဖြင့်ကြေမိုသွားခဲ့သည်အရေးကြီးသောအခိုက်အတန့်တွင်ဂျူတဲတွင်ပုံအောင်နေသောပန်ပန်သည်နောက်ဆုံးတွင်တတိမွေးကပန်းနုကိုကယ်တင်ခဲ့သည်ကြားတစ်သည်ပန်ပန်၏ခေါင်းတိုက်မှုကြောင့်ချက်ချင်းလန့်သွားပြီးနှစ်ယောက်သားရင်ဆိုင်ရတော့မည့်အခြေအနေတွင်ရှိနေတော်လဲကြားတစ်သည်လုံးဝထိတ်လန့်ခြင်းမရှိခဲ့ပါသူမိမျက်လုံးများတွင်ပန်ပန်သည်သူမအတွက်အမြဲတမ်းသိငယ်သောဟင်းတစ်ခွက်သာဖြစ်သောကြောင့်ပင်သို့သောကြားတစ်သည်သူရဲ့အစားအစာသည်ယနေ့တွင်ဤမြတသားတည်းဖြစ်လိမ့်မည်ဟုဘယ်တော့မှမမျှော်လင့်ခဲ့ပါအသက်ရှင်ခြင်းနှင့်တည်ဆုံခြင်းတွင်မခွဲခြားနိုင်သောထူးဆန်းသောထိတ်လန့်မှုတစ်ခုချက်ချင်းပေါ်ပေါက်လာခဲ့သည်ပန်ပန်နှင့်သူ့ဇနီးသည်ရန်သူကိုတိုက်ခိုက်ရန်အတူတကွလှုပ်ဆောင်ခဲ့ကြသောကြောင့်ကြားတစ်ရွေ့လျားရန်မဖြစ်နိုင်ပေ3စက္ကန့်ကြာစဉ်းစားပြီးနောက်ကြားတစ်သည်လှည့်ကွက်အချို့ကိုအသုံးပြု၍နောက်ဆုတ်ကာပြေးရန်ဆုံးဖြတ်ခဲ့သည်သူတို့ကိုခွဲထားပြီးတကောင်ချင်းစီကင်တွေဖြည့်ရှင်းရန်ရည်ရွယ်ခဲ့သည်ဒီလှုပ်ရှားမှုသည်အကျိုးသက်ရောက်မှုအနည်းငယ်ရှိတော်လဲတောဝက်ဆောင်တွဲအတွက်အမှန်တကယ်ပျက်စီးဆုံးရှုံးမှုမဖြစ်စေခဲ့ပါသူ၏မြင့်မားသောတိုက်ခိုက်နိုင်စွမ်းနှင့်အမျက်နှုံးဖြင့်ပင်ကြားတစ်သည်တောဝက်ဆောင်တွဲကိုအလဲကျတိုက်ခိုက်နေရန်လိုနေစေဖြစ်သည်သို့သောအနိုင်ရရန်စိတ်ပိုင်းဖြတ်ထားသောကြားတစ်သည်ဒီတိုက်ပွဲသည်ဆက်လက်ကြာရှည်နိုင်တော့မည်မဟုတ်ကြောင်းသိသည်သူသည်အလျင်အမြန်အဆုံးသတ်ရမည်မဟုတ်ပါကသူရဲ့အင်အားကျဆင်းသွားသည်နှင့်ဝတ်သားမစားနိုင်တော့ယုံသားမကတောဝက်များကတပ်ပိပါကမြက်ခင်းပြင်ပေါ်တွင်အနာဂတ်ရှိမည်မဟုတ်ပါဒီအချိန်တွင်ကြားတစ်သည်ပန်ပန်ကိုတက်ရန်စိတ်ပိုင်းဖြတ်ထားသည်သို့သောပန်ပန်အားနည်းနေသောခန္ဓာကိုယ်နှင့်ပန်းနုအပြည့်အဝပံ့ပိုးမှုဖြင့်ကြားတစ်သည်အသာစီးရရှိရန်ခက်ခဲခဲ့သည်ဝက်ဤခေါင်းကိုကိုက်လျက်ပင်မြ мян ဆန်ဆန်လွတ်မြောက်သွားခဲ့သည်နှစ်ယောက်ချင်းတိုက်ခိုက်သည့်အခြေအနေတွင်ကြားတစ်သည်ရှေ့လျားသောတိုက်ခိုက်မှုအပြီးတွင်ထိုးဖောက်နိုင်ခြင်းမရှိဘဲသူ၏အင်အားတိတိတာတာကျဆင်းသွားခဲ့သည်ဆက်လက်တိုက်ခိုက်ခြင်းသည်ပြဿနာကိုသာတောင်းဆိုနေမည်ဖြစ်သည်နောက်ဆုံးတွင်ကြားတစ်သည်အလျင်စလိုသာဆုတ်ခွာနိုင်ခဲ့သည်ပန်ပန်ဝက်နှင့်သူ၏ဇနီးမောင်နှံသည်စုံတွဲသည်ချက်အားတစ်ကိုအပြည့်အဝဆုံးမယံပူးပေါင်းလှုပ်ဆောင်နိုင်သည်ကိုပြသခဲ့သည်